ဒီနေ့မှာတော့ Market AI အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ Market AI ကကြတော့သူကဒီလိုမျိုး generate floor plan တွေကို prompt အနေနဲ့ထုတ်ပေးတယ်ပေါ့နော်။ rendering ပုံတွေလည်းထုတ်ပေးလို့ရတယ်ပေါ့နော်။အဲ့တော့အရင်ဦးဆုံး floor plan ထုတ်မယ်။ floor plan ထုတ်မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးသူ့ရဲ့ get start for free ကိုနှိပ်လိုက်မယ်။အဲ့တော့ဒီလိုလေးပေါ်လာပြီပေါ့နော်။ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်အရင်ဦးဆုံး generate floor plan လုပ်မှာလားပေါ့နော်။ဒါမှမဟုတ်ရင်လည်းကို့မှာရှိတဲ့ floor plan ကိုထည့်မှာလားပေါ့နော်။အဲ့တော့အရင်ဦးဆုံး generate floor plan ကိုဖန်တီးမှာဖြစ်တဲ့အတွက် generate a floor plan လို့လုပ်လိုက်မယ်။ဒါဆိုရင်ဒီနေရာမှာသူက prompt လေးတွေပေးရမယ်ပေါ့နော်။တစ်လွှာအတွက်လားနှစ်လွှာအတွက်လားပေါ့နော်။တစ်ထပ်အတွက်လားနှစ်ထပ်အတွက်လားတစ်ထပ်အတွက်လုပ်မယ်ဆိုတဲ့အတွက်တစ်ထပ်အတွက်လို့ရွေးလိုက်မယ်။ပြီးဆိုလို့ရှိရင် square meter ဘယ်လောက်လဲပေါ့နော် square meter ကြတော့10 meter 10 meter နဲ့15 meter ပေါ့10 meter နဲ့18 meter ပေါ့နော်ပြီးဆိုလို့ရှိရင်ဒီလိုလေးအမှန်ကြီးလေးတူပြလိုက်ပြီးဆိုလို့ရှိရင် floor plan ရဲ့ shape ကိုရွေးပါတဲ့ဆိုတော့ floor plan ရဲ့ shape ကိုအပေါင်းလေးနှိပ်လိုက်မယ်ပြီးဆိုလို့ရှိရင် floor plan ရဲ့ shape က brush shape ထဲမှာဘယ်လိုပုံလေးရွေးမလဲပေါ့နော်ဘယ်လိုပုံလေးရွေးမလဲဆိုလို့ရှိရင်ဒီလိုပုံလေးရွေးလိုက်ပါမယ်ပြီးဆိုလို့ရှိရင် use this shape ကိုရွေးလိုက်မယ်ပြီးရင် cheese prefer room ကိုရွေးခိုင်းတယ် prefer room က office ကတစ် room ဒီ bedroom တွေပေါ့နော်သူပေးတဲ့အတိုင်းပဲလုပ်မှာလားကိုထည့်ချင်တဲ့အတိုင်းထည့်အောင်မှာလားပေါ့နော်ဒါဆိုဒီတိုင်းလေးပဲ bedroom တွေပါပြီဆိုလို့ရှိရင်ဒီတိုင်းလေး kitchen တွေပါတယ်ဆိုလို့ရှိရင် use this room လုပ်လိုက်မယ်ပြီးရင် additional requirement လာမယ်ပေါ့နော်additional requirement မှာကြတော့ floor plan ကို ready to generate a floor plan ဆိုတဲ့အတွက် furniture တွေကို optimizing flow လုပ်အောင်မှာလားတေချာကိုကထားခြင်းတဲ့နေရာကြီးထားအောင်မှာလားရွေးခိုင်းသေးတယ်မရွေးတော့ဘူးဒီ yes generate ကိုနှိပ်လိုက်ရသွားပြီပေါ့နော် color တော့ black and white နဲ့ပဲလုပ်ပေးသွားတယ်ပေါ့နော်ဒါဆိုရှင်ရင်ဒါကကြတော့ floor plan area ကတော့ဒီသူ့အတိုင်း thickness တွေအတိုင်းကိုလုပ်ပေးသွားတယ်ပေါ့နော်ဒီမှာကိုကထပ်ထည့်ခြင်းသေးတယ်အယောင်တွေထပ်ထည့်ခြင်းတယ်ဆိုလို့ရှိရင်ဒီမှာအယောင်လေးတွေထပ်ဖြည့်ပေးလို့ရတယ်ပေါ့နော်ထပ်ဖြည့်တဲ့ငကိုမူလအတိုင်းလေးကိုပဲကိုက export ထုတ်မယ်ပေါ့ export ထုတ်မယ်ဆိုလို့ရှိရင်ဒီမှာ export method က PDF file format အနေနဲ့ရှိရဲ DXF file AutoCAD file format အနေနဲ့ရှိတယ်အဲ့တော့ဒီမှာ DXF file နဲ့ထုတ်လိုက်မယ် export DXF ဒါဆို floor plan တစ်ခုရသွားပြီเนาะ download သွားတဲ့အထက်မှာပေါ်သွားပြီပေါ့